မင်္ဂလာပါအခုကျွန်တော်တို့လေ့လာရမှာကြတော့တချင်းပေါ့နော်နံပါတ်1တချင်းကိုကျွန်တော်တို့သိရအောင်ဆိုတော့ကျွန်တော်တို့ဒီတချင်းမှာကြတော့ audio ကိုစဖွင့်လိုက်တာနဲ့ဒီတချင်းကဒီ intro ချက်ချင်းမလာဘဲနဲ့၄ပါ metronome ပေါ့နော်ကျွန်တော် tempo တက်ဆိုတာ၄ခါလာမယ်ပြီးတော့မှကျွန်တော်ဒီ intro ကိုလာမှာဖြစ်ပါတယ်ဆိုတော့ဒီ intro မှာပထမမှာကျွန်တော်ကြည့်လိုက်တဲ့ခါမှာ virus ကိုတွေ့ရလဲဆိုတော့ quarter note rest ကိုတွေ့ရတယ် quarter note rest ကြတော့တီးစရာမလိုဘူးပေါ့နော်သူကနားရတာဖြစ်တယ်ဆိုတော့ quarter note rest ကတော့1နဲ့2မှာရှိတဲ့အတွက်1 2ဆိုပြီးမှတီးစရာမလိုဘူးပြီးတော့မှစသေးရမှာ3မှာတီးရမယ်3နဲ့4မှာဆိုတော့ဘာ note လဲဆိုတော့8 note ဆိုတော့ကျွန်တော်8 note ရှိတဲ့တာက1 and 2 and 3 and ဖြစ်တယ်ဆိုတော့1နဲ့2မှာမတီးဘူးဆိုတော့3မှာစသိမယ်ဆိုရင်တော့3 and 4 and သူရဲ့ဒီ drum note ကြတော့ snare note ဖြစ်တယ်ပေါ့နော်ဆိုတော့ snare ဆိုတော့3 and 4 and okay ဆိုတော့1 2 3 4 1 2 3 and 4 and စမယ်ပြီးတော့မှကျွန်တော်ဒီဒုတိယဘာမှာကျတော့ဘာနဲ့စလဲဆိုရင်တော့1ပြီးတော့မှ and 2 and 3 and 4 and 1 2 3 4 1 2 3 and 4 and 1 and 2 and 3 and 4 အဲ့လိုမျိုးသိရမှာဖြစ်တယ်ပြီးမှနောက်ဒီတင်ဂီတာဟာဆိုရင်တော့1 bar repeat ဖြစ်ပါတယ်ဆိုတော့ဒါကိုတွေ့တယ်ဆိုရင်သူ့ရဲ့အရှိကဘာအတိုင်းကိုပြန်သိရမယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဆိုရင်တော့ကျွန်တော်ဒီသူ့ရဲ့ကက်ရက်မှာရှိတဲ့ဘာကိုပြန်သိရမယ်ဒါပေမဲ့ပြန်သိတဲ့ခါမှာ cry symbol ကိုသိစရာမလိုဘဲနဲ့ကျွန်တော်ဒီ high hit ပဲတောက်လျှောက်တီးသွားမယ်ပေါ့နော်ဆိုတော့ဘယ်နှဘာထပ်တီးရမလဲဆိုရင်တော့ကျွန်တော်ဒီမှာ3ဘာရှိတယ်ပေါ့နော်ဆိုတော့ဒီ3ဘာကိုထပ်တီးရမှာဖြစ်တယ်ဆိုတော့ pattern နဲ့ဆိုရင်တော့ကျွန်တော်4ဘာရှိမယ်ဒီမှာဒီအရှိက feel နဲ့ဆိုရင်တော့5ဘာရှိပါမယ် okay ဆိုတော့ကျွန်တော်ဒီ intro ပထမဘာကိုကျွန်တော်တီးမယ်ဆိုရင်1 2 3 4 1 2 3 okay နော် okay ဆိုတော့ခု intro ပထမအကြောင်းပြီးသွားပြီဆိုတော့ဒုတိယအကြောင်းကိုကျွန်တော်ကြည့်ရအောင်ဒီမှာဆိုရင်တော့ကျွန်တော်ဒီ1မှာဘာရှိလဲဆိုရင်1မှာ high hat ရှိတယ် snare ရှိတယ်ပြီးမှ kick ရှိတယ်ဒါဆိုရင်တော့ကျွန်တော်ဘယ်လိုတည်ရမလဲဆိုရင်တော့1ဆိုပြီးမှဒီ3ခုလုံးကိုတည်ရမယ်1ထပ်တူဖြစ်ရမယ်အဲ့လို1အဲ့လိုမျိုးတွေဖြစ်အောင်1လုံးဝတတန်ထဲပေါ့နော်1ပြီးတော့မှ and 2 and 3 and 4 and ဒုတိယဘာကိုသွားမယ်ဆိုရင်1 and 2 and 3 and 4 and ဆိုတော့ဒီမှာကြတော့ထူးခြားတာကြတော့ဒီ3မှာပေါ့နော်ဆိုတော့3မှာဖြစ်တယ်ဆိုတော့3 and 4 and ဒါကြတော့နည်းနည်းလေးဆဆတီးတဲ့ခါမှာနည်းနည်းတော့ခက်လိမ့်မယ်ဒါကြောင့်မို့ဆက်အနီနဲ့ဆရာတီးတယ်လို့မျိုးပဲဖြည်းဖြည်းလေးနဲ့စဉ်းစားရင်းနဲ့တီးပေါ့နော်အဲ့ဒါကို10ခေါက်အခေါက်20လောက်တီးတယ်ဆိုရင်တော့ကျွန်တော်အလိုလိုနဲ့ရတယ်တီးတတ်တယ်ဆိုတော့1 and 2 and 3 and 4 and ဖြစ်ပါတယ်ဒုတိယဒါတော့နည်းနည်းလေးခက်တယ်ဆိုတော့ထပ်ပြီးမှလေ့ကျင့်ဖို့ရန်အတွက်ဖြစ်မယ်ပြီးတော့မှကျွန်တော်ဆက်သွားမယ်ဆိုရင်တော့အခုဒီတင်ဂီတာပေါ့နော်ဆိုတော့ဒီတင်ဂီတာကဆိုရင်တော့ဘာလဲဆိုတော့2ဘာ repeat ပေါ့နော်ဆိုတော့ဆိုလိုချင်တာကသူ့ရဲ့အရှိမရှိတဲ့2ဘာကိုဒီနေရာမှာပြန်တီးရမယ်လို့ပြောတာဖြစ်တယ်ဆိုတော့ဒီအရှိကဟာကိုပြန်တီးလိုက်ရုံပဲဆိုတော့ကျွန်တော်ပြန်တီးမယ်ဆိုရင်1 and 2 and 3 and 4 and 1 and 2 and 3 and 4 and okay ဆိုတော့ဒီဒုတိယအကြောင်းဆိုရင်လည်း4ပါရှိတယ်ပေါ့နော် okay ရမှထင်တယ်ဆိုတော့အခုကျွန်တော်ဒီ verse ကိုတွားရအောင် verse ကိုတွားမယ်ဆိုရင်တော့ကျွန်တော်ဒီ verse ကတော့ရိုးရိုး pattern ပဲကျွန်တော်ဒီ verse ပထမအကြောင်းမှာဆိုရင်တော့ရိုးရိုးပဲ1 and 2 and 3 and 4 and ဒါကိုကျွန်တော်4ပါသိမယ်
ပြီးတော့မှကျွန်တော်ဒီနောက်တစ်ကြောင်းပေါ့နော်ကျွန်တော်ဒီဒုတိယတစ်ကြောင်းမှာကျတော့ထူးခြားတာတခုရှိတယ်ဘာလဲဆိုတော့ကျွန်တော်ဒီအစမှာdouble bar line ရှိတယ်ပြီးတော့မှဒီအဆုံးမှာ double bar line ရှိတယ်ပြီးတော့မှအဲ့မှာdouble ပေါ့နော်ကျွန်တော်ဒီအဆက်လေး20ရှိတယ်ဆိုလိုချင်တာကဒါကဒီ double bar line ဒီအစနဲ့ဒီအဆုံးကိုနှစ်ခေါက်တီးရမယ်လို့ပြောတာဆိုတော့ဒီဘာမှာဆိုရင်တော့ဘာအနေနဲ့ပြောမယ်ဆိုရင်တော့၄ပါရှိတယ်ဆိုတော့နောက်တစ်ခေါက်ပြန်ကြော့မယ်ဆိုရင်တော့10ပါဖြစ်သွားမှာမယ်ဆိုတော့ကျွန်တော်ဒီအရှိကကျွန်တော်ဒီပတံအတိုင်းပဲ10ပါကိုသိမယ်ပြီးတော့မှကျွန်တော်အခုကျွန်တော်ဒီ verse ရဲ့ဒီတတိယအကြောင်းကိုကျွန်တော်သွားမယ်ဆိုတော့ဒီတတိယအကြောင်းကြတော့လေကျွန်တော်ဒီ2ပါ pattern ဖြစ်တယ်ကျွန်တော်ဒီဘာနှစ်ခုပေါ့နော် chorus ရောအဲ့လိုမျိုးအနေနဲ့သူတီးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တီးကြည့်အောင်ဆိုတော့ပထမဘာမှာ1 and 2 and 3 and 4ပြီးတော့မှဒုတိယဘာကြတော့1 and 2 and 3 and 4ဆိုတော့ဒါဒီကြတော့ကျွန်တော်တို့ဒီ lesson ထဲမှာပါပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လွယ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာ2ပါ pattern ဖြစ်တယ်ဆိုတော့ဒီအရှိကတဘာကြတော့တူချာဒုတိယဘာကြတော့တူချာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီပြန်တွေ့ရတယ်ဒီအရှိကကျွန်တော်ဒီ2ဆိုပြီးမှလေကျွန်တော်ဒီတင်ဂီတာလေးကဒီအရှိကနှစ်ဘာအတိုင်းပြန်တီးပါလို့ပြောတာဖြစ်ပါတယ်ဆိုတော့ပြန်တီးမယ်အခုကျွန်တော် chorus တီးရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ chorus အစမှာကြတော့ကျွန်တော်ဒီ Christ symbol လေးနဲ့စတယ်အဲ့လိုမျိုးပြထားတယ်ပြီးတော့မှကျွန်တော်တို့ဒီ2ပါ repeat sign တွေ့တဲ့အတွက်ကြောင့်မို့အရှိကနှစ်ပါးကိုကျွန်တော်ပြန်သိမယ် chorus မှာကျွန်တော်တို့တတိထားရမယ့်အရာဘာလဲဆိုတော့ဒီအစမှာ double bar line ရှိတယ်ဆိုတော့ဒီတစ်ကြောင်းမှာဒီအဆုံးမှာ double bar line မရှိသေးတဲ့အတွက်နောက်ဆက်ရရှိသေးတယ်ဆိုတာကိုကျွန်တော်တို့သိရမယ်ပြီးတော့မှကျွန်တော်ဒီဒုတိယအကြောင်းပေါ့နော်ဒုတိယတစ်ကြောင်းမှာကြည့်မယ်ဆိုရင်လည်းသူကဒီ note ကိုအသစ်ရေးမထားဘူးဆိုလိုချင်တာကဒီအရှိကနှစ်ပါးအတိုင်းပဲဒီနေရာမှာတိပါလို့ပြောထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်တော့နှစ်ပါးကိုကျွန်တော်တို့တစ်ခါတီးမယ်နှစ်ခါတီးမယ်ဆိုတော့၄ပါးပေါ့နော်ပြီးတော့မှကျွန်တော်ဒီအဆုံးမှာကျတော့ double bar line ရှိတယ်ပြီးတော့မှအဆက်၄20ရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီပြန်ကြော့ရမယ်ဆိုတော့ဘယ်ကိုပြန်သွားရမလဲဆိုရင်တော့ကျွန်တော်ဒီ chorus အစမှာ double bar line ရှိတယ်ပြီးတော့မှ chorus ရဲ့ဒီအဆုံးမှာ double bar line ရှိတယ်ဆိုတော့ဒီကြားကိုကျွန်တော်တို့ဒီနှစ်ခေါက်သွားရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ chorus ကိုသွားမယ်၄ပါးသွားမယ်ပြီးတော့မှအောက်၄ပါးကိုသွားမယ်ပြီးတော့မှအပေါ်၄ပါးကိုပြန်သွားမယ်ပြီးတော့မှအောက်၄ပါးကိုသွားမယ်ပြီးတော့မှနောက်ဆုံးဘားမှာကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ်နောက်ဆုံးမှာကျတော့အဲ့လိုမျိုးနဲ့ကျွန်တော်အဆုံးသတ်ပါမယ်ဆိုတော့ကျွန်တော်ဒီနောက်တင်ကားစာမှာကျွန်တော်တွေ့ရအောင်